ဂျပန်ပစ္စည်းတော်တော်နေဒီ stocking ဆိုလို့ရှိရင်လည်းဂျပန်ပစ္စည်းတွေပေါ့နော်တော်တော်လေးအကျန်းခံတယ်ကာကြီးမှဆိုလို့ရှိရင်ထိုင်ဆိုက stocking တွေအဲ့လောက်ကြီးကြမ်းမခံဒီကောင်းကတော်တော်လေးကိုအကျန်းလက်ခံတယ်ကြာရှည်လက်ခံတယ်ပေါ့နော်ဂျပန် stocking တွေထိုင်ဝမ်ရောက်လို့အရေးပေါ့နော်ဆေးဝလို့ချင်းဆိုလို့ရှိရင်ဒါစာမတက်ဘူးဆိုလို့ရှိရင်တော့မှအလွယ်ကူရလို့ရတယ်ခေါင်းကိုက်တာရအနာစိတ်တာရလဲကြောင်းတာလားကဲလို့ကိုကအဖျားတက်တယ်ဆိုလို့ရှိရင်ဒါကအဖျားရှိတဲ့လူတွေအတွက်အဲ့လိုမျိုးမဟုတ်ဘူးကိုကအဲ့လိုလဲချောင်းဒီမှာရာတူတူတအားပူတော့လေနေဘက်ခင်းဆိုလို့ရှိရင်ရာတူတအားပူရဆိုလို့ရှိရင်ဒီမှာခဏလေးနော်ဒီမျိုးစိတ်လေးဝယ်လို့ရတယ်ဒါဆိုလို့ရှိရင်လဲချောင်းတော့ပေါ့နော်ဆိုရာတူတူအကူအပြောင်းတော့ကြောင့်မို့လဲချောင်းနာတွေဒါလေးတောက်လို့ရတယ်ဒီမှာပေါ့နော်စိတ်တွေလည်းကိုဝယ်လို့ရတယ်ကိုကလို့စာမရဘူးဆိုလို့ရှိရင်တော့မှနားမလည်ဘူးဆိုလို့ရှိရင်တော့မှပုံလေးကြည့်ပြီးလည်းကိုဝယ်လို့ရတယ်ပေါ့နော်အကယ်လို့ဒီမှာကားမှုတို့လေမှုတဲ့လူတွေဘက်မှာစိတ်လေးရှိရပါဘူးမျိုးစိတ်လေးတွေဝယ်လို့ရပါတယ်အလွယ်တကူပေါ့နော်